โอเคဆိုင်ကရှင်းညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ AK Moto Graphics ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲညီကိုတွေကိုကျွန်တော်အခုမိတ်ဆက်ပေးမယ့်ဘိန်းလေးကတော့ R5 ဈေးနှုန်းလေးနဲ့เนาะ inline 4 inline 2 400cc လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်လေးကတော့ Honda CB 400လေးဖြစ်ပါတယ်ကဲ inline 2 လေးနဲ့ model အဖြစ်2015ထွက်တဲ့ engine power 400တော့ engine အကျန်း EF5 ကတ်တော့ဘိန်းလေးဖြစ်ပါတယ် Honda CB 400 FV ပါเนาะကဲ highway ဖြုတ်မလားမျိုးရင်းမဲ့ C မလား share ဖြစ်ကြမယ်ဗျာเนาะမြင်လားငါလားဖြုတ်လို့လည်းရတယ် highway လည်းဖြုတ်လို့ရမယ်မျိုးရင်းမှာလည်း AC လို့ရဘိန်းလေးပါ naked bike လေးပါเนาะဒီကောင်လေးက model အဖြစ်2015ထွက်ထားတဲ့ EF5 ကတ်တော့လေးပါเนาะ engine လုံးဝအကျန်းဖြစ်ကြမယ်အဖွင့်လည်းလုံးဝမရှိရဘူးเนาะ engine လုံးဝအကျန်းဆိုမှအကျန်း original C original gasket အပြည့်နဲ့စီးရမယ်เนาะအရှိတာယာပိုင်းအနေထားအနေနဲ့เนาะ80လောက်ကျန်သေးတယ်เนาะရှေ့ fault CO စိတ်လုံးဝမရှိဘူးလုံးဝဘိန်း share ဆိုမှ share ကဲ model 15လဲဖြုတ်ရမယ်ကတ်တော့ဘိန်းလည်းဖြုတ်ရမယ်เนาะကဲဒါနောက်ပိုင်းနေထားလေး origin exhaust အငိမ့်လေးနဲ့စီးရမယ်နောက်တာယာ point နေဆိုရင်90နီးနီးကျန်သေးတယ်ဒီနော်မှာ chain sprocket အပြည့်ကျန်သေးတယ်နော် highway တန်းထွက်ရုံပဲ okay engine ကရေသိမ်းနဲ့အသစ်လဲထားပြီးသားပါဘာမှလုံးစရာမလိုတဲ့ဘိန်းလေးပါနော်လက်တင်စီအနေထားလေးနဲ့ကျွန်တော်ရောင်းချပြမှာဖြစ်ပါတယ် okay ကျွန်တော်14ခုနှုတ်ပြပေးမယ်နော်ဒိုင်ခွက်အနေထားနော် original kilo 5400ရှိမယ်နော် original ကတ်တော့နော်ဘယ် original ကတ်တော့လေးပါကဲ14နှုတ်ပြပေးမယ်နော်ဒီဘာကန်ရမလို့နော်ဟိုကဖြီနိုးလေးပါကဲဒီဘာလေးဆွဲပြပေးမယ်နော်နော်ဘိန်း share ဘိန်းအပွင့်ဖြစ်ရမယ် RPM မိုင်းလေးအကုန်လုံးလုံးမယ် C gate ကအစအကုန်လုံးလုံးမယ်နော်ဟာ C gate နေတာ RPM ဒီပါဆွဲပြပေးမယ်နော်နော်ကဲဘာမှလုံးစရာမလိုတဲ့ဘိန်း share လေးကိုကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့48သိန်း5000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်တက်နေတဲ့လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်39993942ကိုဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ကဲကျွန်တော်နာမည်အာဂါမြောင်ဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်